ဒီ vlog လေးရဲ့ POV ကတော့ရန်ကုန်ကနေပြီးတော့ဘန်ကောက်မှာအလုပ်လုပ်နေရဲ့ကောင်လေးစီကိုအလဲသွားရင်းနဲ့ချက်တူချက် market ဈေးထဲမှာမုတ်တွေစားဈေးဝယ်ထွက်ခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်။အခုကတော့ BTS station ကိုရောက်ဖို့ shuttle bus အရင်စီးပြီးသွားနေရပါတော့။ BTS station ကတော့ shuttle bus gate နဲ့ဘေးချင်းကပ်ရက်မှာရှိပါတယ်။ ဒီတော့ဝယ်မှာရှက်လို့လား ရှက်တော့ สถานีเตาปูโปรดใช้ความระมัดระวังขณะก้าวบนรถขอบคุณค่ะเตาปู station please ချတူချစီတဲ့ရောက်ချင်းပထမဆုံးတွေ့တဲ့ဟန်နလမွန်ဆိုင်ကအရန်ကိုဆွဲဆောင်နေရတယ်ပထမဆုံးအေးတစ်ခွက်အရှင်ဝယ်လိုက်တယ်ပေါ့နော်ရာသီဥတုကလည်းပူတော့အေးလေးတောက်ရင်ဈေးပလိုက်မုတ်တွေစားလိုက်အဲ့ဒါလည်းတကယ်ကိုလိုက်ဖက်နေမှာပဲပေါ့နော်ဘာလို့ဆိုတော့အေးမပိုင်လည်းပူလောင်လောင်နဲ့ရှောက်ရမကောင်းလေပြီးတော့ refresh ဖြစ်တဲ့ drink လေးတွေကပို့ပြီးတော့အဆင်ပြေရပေါ့နော်အဲ့ဒါမှတောက်ရင်းနဲ့လန်းဆန်းပြီးတော့ဈေးပန်ရတယ်ပေါ်ပါနေမှာပေါ့နော် နောက်ဆိုပိတ်ရဒီမှာပဲလာပြီးကျေးဝယ်တော့ ဖတ်ထရောက်နေနေဟိုမှာဒီဆိုင် ဒီရှက်တေးပါစုမြတ်က food vlog ကမှစားပြတဲ့ဝတ်သားလုံးဆိုင်လေးပေါ့နော်သူ့ရဲ့ vlog မှာတွေ့ရစားကျင်နေရအဲဆိုင်ရှေ့လေးကဖြတ်ရှောင်းမိရနဲ့တချင်းဝင်စားလိုက်ပါတယ် และชิมได้เลยครับ ကိုမစားဘူး ပူလို့ ဥပါဘူး ပူရယ် လို့လောင်းလိုက် ကြာ တောင်းနေတယ်တောင်းလား ဆိုတော့ long distance relationship တွေအတွက်ကဒီလိုမျိုး simple ဖြစ်တဲ့နှစ်ယောက်တူအချိန်လေးတွေကလည်းရန်ကိုတကူးတကမှတ်တမ်းတင်ထားခြင်းတော့အောင်အမှတ်တရဖြစ်ပါတယ်။ခြားကပယ်လိုမျိုးဈေးတဲ့ပတ်လျှောက်ပြီးမုံဝယ်စားတာကပုံမှန်ပဲမဲ့လေကိုရီအတွက်ကတော့တွေ့ရတဲ့ခဏမှာဒီလိုမျိုးသွားရတဲ့ simple လေးရာကိုဖြစ်ပြီးတော့အမှတ်တရလေးဖြစ်တဲ့အတွက်ဗီဒီယို vlog လေးနဲ့တင်ထားလိုက်ပါတယ်။ ဟေးဆွန်လာပဲမဟုတ်လား ဗီဒီယိုလေးကိုလည်း vlog လေးကိုလည်းကြည့်ပေးကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်เนาะနောက်ထပ် vlog လေးကိုလည်းကြိုးစားပြီးတင်ဆက်ပေးသွားပါအောင်ရှင် Nice let's go